ကျွန်တော်ပြောပြမယ်တည်လားအရှင်းတစ်ခုကလေကို့မုန်းနေပြောမှာစကလုံးကြမ်းကြမ်းတန်းတန်းကြီးပြန်ပြောနေမှာနာကျင်ရတာမျိုးမဟုတ်ဘူးဗျကျွန်တော်ဆိုရင်သူ့ကိုချေဟလို့နာကျင်ရတယ်ဆိုရင်တော့ကျွန်တော်တက်တက်လည်းစိုးကန်ထားခဲ့နောက်ဆုံးဒီနာကျင်မှုတွေဖွင့်ရတဲ့တနေ့ကျွန်တော်တို့မြောက်ဝေးတဲ့တနေ့ပါပဲတည်လားသူပါပြန်ပြောခဲ့လေတည်လားကျွန်တော်လည်းတွဲရမပြောဘူးဗျနာကျင်ရတယ်လေဟောဒီနာကျင်မှုတွေကြောင့်မို့တူတူရသွားတယ်ကျွန်တော်ဝေးပြဖို့ပဲတွေးခဲ့ကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးဗျကျွန်တော်ဘလောက်ခဏကျင်ရပါပြီကျွန်တော်ရမ်းချစ်တယ်ကျွန်တော်ရအောင်လက်ဆက်ဒီလိုပဲတွေးခဲ့ရဆိုတည်အဲ့မှာအစဘာကွာဝါလဲဘလို့တည်မှာကိုဘက်ကနေဆွဲထားလဲသူဘက်ကနေထွက်ခေါ်သွားခြင်းနေတာပဲလေသူလဲနာကျင်နေရမှာပေါ့ကျွန်တော်လက်လွတ်ပေးခဲ့သူနာကျင်ရမှာစိုးလို့လက်လွတ်ပေးခဲ့ရတာပဲရှိချစ်တာမှနင့်နေမအောင်ချစ်ရင်စောင့်ပေးပါနော်ဆိုတဲ့စကားလုံးတွေကခုကဆောင်းလကားဖြစ်သွားခဲ့ပြီပေါ့ဗျာ